နေပြည်တော်သူဆိုတော့မြစ်ချင်တဲ့ဝယ်ယူနေရလဲတော့မိတ်ထားလို့မရတဲ့အရာတစ်ခုပေါ့နော်ဒီနေ့ကတော့ဒီနေ့နေပြည်တော်ယူလာတဲ့ဒီပြမနာမြစ်ချင်တဲ့ဝိနိုင်ယူနဲ့ချက်မှာဖြစ်ပါတယ်ရေဦးဆုံးတော့နေနေဝိနိုင်ယူတွေလှေးလိုက်တယ်လှေးပြီးတဲ့အခါကျတော့မှသူ့ကိုရေမြော့အောင်ထည့်လိုက်တယ်ပေါ့နော်ထည့်ပြီးတော့မှသူ့ကိုပြုတ်ထားပြီးလိုက်ပါတယ်ဝနိုင်ယိုကိုပြုတ်ထားတော့နေနေကအိမ်တော့ဝယ်လာတဲ့ပန်းအိုးလေးကိုလဲလိုက်ပါမယ်ပန်းလေးကတော့ခရမ်းရောင်လေးနဲ့တော်တော်လေးအနံ့လေးမှုေးတယ်ပေါ့နော်ပန်းကာလာလေးကလည်းချစ်စရာလေးပေါ့နော်ဒါတော့နေနေကပန်းအိုးလေးကိုစပွဲပေါ်မှာအမြင်နဲ့တင်လေးတင်ရှိပါတယ်ခေဝနိုင်ယိုပြုတ်ထားတာ9မိနစ်လောက်ရှိပြီဆိုတဲ့အခါကျတော့မှဒီရေတွေအားလုံးကိုတုံးပါမယ်တုံးပြီးတော့မှဝနိုင်ယိုလေးတွေကိုရေပြောင်းစင်အောင်ဆေးသွားပါမယ်ဆေးပြီးတဲ့အခါကျတော့မှသူ့ကိုပြန်ပြုတ်မှဖြစ်ပါတယ်အဲ့တော့အိုးလေးကိုထည့်မယ်အိုးလေးကိုထည့်ပြီးတဲ့အခါကျတော့မှရေကတော့သူ့ကိုဝက်နံရိုးတွေအားလုံးမြုပ်သွားလောက်တဲ့အထိထည့်မယ်ပေါ့နော်ဝက်နံရိုးနူးအိနေအောင်ချက်မှာဖြစ်ပါတယ်အဲ့တော့ရေအများကြီးထည့်မယ်ထည့်ပြီးတော့ဂျင်းနဲ့ကျွတ်တုံဖြူရယ်စားရယ်ချိုမှုတ်ရယ်ဒီနေ့အိမ်မှာငပြားရည်မရှိလို့ငပိလေးနဲ့ထည့်ပါတယ်ခင်းချင်ကြီးကတော့မီးဖုတ်ထားတာကိုထည့်ပါတယ်ကျွတ်တုံဖြူလည်းထည့်တယ်ထည့်ပြီးတော့မှချက်ထားပေးလိုက်ပါမယ်နိုင်ဝက်လောက်တည်ပြီးတဲ့အခါမှာဝယ်ယိုလေးတွေနူးလာပါပြီဒါဆိုရင်တော့မြစ်ချင်ထည့်ပါတော့မယ်ချင်ကတော့နေပြည်တော်ကတငယ်ချင်းကပေးလိုက်တာဖြစ်ပါတယ်ရှင်မြစ်ချင်ထည့်ပြီးတော့လဲနိုင်ဝက်လောက်ထပ်တည်ထားလိုက်ပါတယ်နောက်ဆုံးမှာတော့ဒီလိုမျိုးမြစ်ချင်နဲ့ဝယ်ယိုလေးနဲ့ချက်ထားတာလေးတစ်ခွက်ရပါပြီရိုးရိုးရှင်းရှင်းပဲချက်တာပါဒီနေ့ကတော့ဒါလေးကိုဒီနေ့ငရုတ်တီးထောင်းနဲ့စားပါဖြစ်ပါတယ်